Okay မင်္ဂလာပါ Grace Way Visa and Travel Service မှာတင်လေးချိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ကတော့ဒီ Grace Way ရဲ့ Senior Consultant Andrew Webb ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အဓိကပြောပြပေးသွားမယ့်အရာကတော့ Visa လျှောက်တဲ့အခါမှာစောင့်ရှောင်တဲ့အရာလေးတွေကိုအဓိကထားပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဓိကခေါင်းစဉ်တစ်ခုကိုကျွန်တော်ပြင်ဆင်ထားပေးပါတယ်ပထမခေါင်းစဉ်ကတော့ Country Return Tie နဲ့ Family Tie ဆိုတဲ့ခေါင်းစဉ်တွေဖြစ်ပါတယ်ဒုတိယခေါင်းစဉ်လေးကတော့ Visa Application တစ်ခုကျွန်တော်တို့ strong ဖြစ်အောင်တိကျအောင်ကျွန်တော်တို့ဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဒီ country return time နဲ့ဒီ family time တို့တစ်ချက်လောက်ရှင်းပြပါဦး။ ဟုတ်ကဲ့ပါဟုတ်ကျွန်တော်ဒီ visa application ကိုဒီ visa officer တွေကနေစစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင်ဒီခရီးစဉ်ပြီးတဲ့နောက်မှာဒီ applicant အနေနဲ့ဒီခရီးသွားတစ်ယောက်အနေနဲ့သူ့နိုင်ငံကိုပြန်မလားဆိုတဲ့ပုံမှာအခြေခံပြီးတော့အများကြီးစစ်ဆေးလေးရှိပါတယ်ဒီအတွက်ကြောင့်ကျွန်တော်ခေါင်းစဉ်ငယ်လေး၃ခုကျွန်တော်ပြပြီးပြောပြသွားပါမယ်ကျွန်တော် family tie ခေါင်းစဉ်ကြီးမှာပါတဲ့အတိုင်းပေါ့နော် family tie ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့လူတွေရဲ့ member တွေကိုကျွန်တော်ပြောရခြင်းပဲဖြစ်ပါတယ်ဥပမာကျွန်တော်ရဲ့မိဘတွေဖြစ်နိုင်တယ်ကိုယ့်ရဲ့ဇနီးတွေဖြစ်နိုင်တယ်ကိုယ့်ရဲ့သားသမီးကိုယ့်ပေါ်မှာ depend လုပ်နေတဲ့လူတွေဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဒီအရေးအတွက်ဟာvisa လျှောက်တဲ့အခါမှာပေါ့နော်ဒီ return tie က balance မဖြစ်ဘဲနဲ့အကုန်လုံးကြီးလျှောက်တာမျိုးတို့မြန်မာနိုင်ငံမှာနေခဲ့တဲ့လူအရေးအတွက်မရှိတော့တာမျိုးတို့ဖြစ်တဲ့အခါမှာကျွန်တော်တို့ visa application ဟာ risk များတဲ့ application တစ်ခုဖြစ်သွားပါလိမ့်မယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီ job ဒါမှမဟုတ် business ပေါ့နော်ကျွန်တော်အလုပ်ကိုင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့တချို့ဟာကိုယ်ပိုင်စီးပွားရေးလုပ်ကြတယ်တချို့ဟာဆိုလို့ရှိရင်တော့ဝန်ထမ်းတွေဖြစ်ကြတယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုကဝန်ထမ်းဖြစ်တယ်ဆိုလို့ရှိရင်လေဝန်ထမ်းဖြစ်ကြောင်း stable အလုပ်ရှိကြောင်းကိုကျွန်တော်တို့အထောက်အထားပြည့်စုံစွာကျွန်တော်သင်ပေးဖို့လိုအပ်တယ်ဒါမှမဟုတ်လေကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့လူတွေအတွက်ဆိုရင်လေဒီ business နဲ့ပတ်သက်တဲ့ဆောင်ရွက်စာတမ်းအထောက်အထားပြည့်စုံကိုကျွန်တော်စနစ်တကျသင်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်တတိယခေါင်းစဉ်ငယ်လေးကိုတွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော် property and investment ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့အရာတွေရှိမယ်ဒါမှမဟုတ်လေကျွန်တော်တို့ရဲ့ဒီပိုင်ဆိုင်မှုပေါ့နော်အထူးသဖြင့်တော့ပိုင်ဆိုင်မှုတွေမှာကားအိမ်ခြံမြေစသဖြင့်ဒါလေးတွေဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ဒါလေးတွေတင်ပေးရတဲ့အကြောင်းရင်းဟာ property ရှိတဲ့လူနဲ့ဘာ property မှမရှိတဲ့လူဒါမှမဟုတ် property ရှိတဲ့လူများတဲ့လူနဲ့ပေါ့နော် property နည်းတဲ့လူနဲ့ကို visa officer အနေနဲ့စစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင်များတဲ့လူကသူ့နိုင်ငံကိုပြန်ဖို့အကြောင်းပုံများမလား chance ပုံများမလားဆိုတာကို officer တွေကောင်းကောင်းသိပြီးတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်အလုပ်ကိုင်လည်းမရှိဘူးပိုင်ဆိုင်မှုတွေလည်းမရှိတဲ့သူတွေသက်ဆိုရင်ဒီမိကုန်းနဲ့ပတ်သက်ပြီးဖြေရမယ်ဆိုလို့ရှိရင်တော့တချို့တွေကဟုတ်တယ်အလုပ်လည်းမလုပ်နေဘူးကိုယ်ပိုင်အလုပ်လည်းမလုပ်ဘူးဝန်ထမ်းလည်းမဟုတ်တဲ့လူတွေရှိပါတယ်သူတို့ဆိုလို့ရှိရင်တော့ဒါ sponsor လိုအပ်ပါမှာပဲဖြစ်တယ်ပေါ့နော် okay တချို့နောက်တစ်မျိုးကကျတော့ចောင်းသားဖြစ်နိုင်တယ်ပေါ့နော် okay ចောင်းသားအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျောင်းသားဖြစ်ကြောင်းကျွန်တော်တို့ဒီ proof ပေါ့နော်ကျောင်းထောက်ခံစာအပြည့်အစုံလေးကိုကျွန်တော်တို့တင်ပေးရမှာပဲဖြစ်ပါတယ် Okay ဒုတိယအချက်အနေနဲ့ပေါ့နော်ကျွန်တော် application တစ်ခုကို strong ဖြစ်အောင်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ဘယ်လိုပြင်ဆင်သွားမလဲဆိုတဲ့အရာကိုဝေမျှပေးချင်ပါတယ်ကျွန်တော်ခေါင်းစဉ်ငယ်လေး၄ခုခပြီးကျွန်တော်ပြောပြသွားပါမယ်ပထမတစ်ခုအနေနဲ့ကျွန်တော်တင်တဲ့ application ကိုကျွန်တော် clear ဖြစ်ဖို့လိုအပ်ပါတယ်စစ်ကြည့်လိုက်တာနဲ့ဒါဟာစစ်မှန်ပြီးတိကျမှန်ကန်တဲ့အရာဆိုတော့ကျွန်တော်သိသွားဖို့လိုအပ်ပါတယ်ဆိုလိုတာကကျွန်တော် application တစ်ခုကိုစစ်တဲ့အခါမှာလဲ visa officer အနေနဲ့ဒီဟာကိုကြည့်လိုက်တာနဲ့ဘာကိုတင်ထားသလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်ဒါခါကြီးကျွန်တော်တို့ကလုံးပေါင်းပြီးကျွန်တော်ရောပြီးအကုန်လုံးချုပ်ထွေးနေအောင်တင်ထားတဲ့အခါမှာ officer တွေအနေနဲ့မြန်မာနိုင်ငံကစာရွက်စာတမ်းတွေကိုသူတို့ကရင်းနှီးကျွမ်းဝင်မှုမရှိတဲ့အခါမှာစစ်ဆေးဖို့အရင်ခက်တာမျိုးတွေရှိပါတယ်ပေါ့နော် Okay နောက်ခေါင်းစဉ်တစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်ဒါကတော့ fan နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်အများစုမေးကြတယ် visa လျှောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ bank statement ကိုဘယ်လောက်ပြရမလဲပေါ့နော်ဒါအမှန်ကတော့ပေါ့နော်ကျွန်တော်အကြံပြုချင်တဲ့အရာပေါ့နော်ကျွန်တော်ဒီ travel plan ကတချို့ကလည်း luxury trip ဖြစ်တယ်တချို့ကလည်းဒီ budget trip ဖြစ်တယ်ပေါ့နော်သူတို့တုံးမဲ့ခရီးစဉ်တစ်ခုလုံး15ရက်ဆို15ရက်ရက်20ဆိုရက်20ကုန်ကြမဲ့ဈေးတွေ hotel ဈေးမှာစလက်ပေါ့နော်ဒီ cost တွေအားလုံးကိုတွက်ပြီးတော့ဘယ်လောက်ကုန်မလဲဆိုတဲ့ပုံမှာကိုတိတိကျကျတွက်ပြီးတော့အဲ့ဒီဟာကို cover ဖြစ်တဲ့ amount ကိုကျွန်တော်တို့အနည်းဆုံးတင်ပေးရမှာပဲဖြစ်ပါတယ်ပေါ့နော်တချို့ကကျတော့သိန်း400 500လည်းဖြစ်နိုင်တယ်တချို့ luxury trip ဖြစ်တဲ့အခါမှာသိန်း1000လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတယောက်နဲ့တယောက်မတူတဲ့အခါမှာတော့အသေးစိတ်ဆွေးနွေးပြီးမှပဲကျွန်တော်တို့ဒါသိနိုင်တဲ့အရာဖြစ်မှာဖြစ်ပြီတတိယအချက်ငယ်လေးကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က trip plan နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီခီးစဉ်တစ်ခုလုံးကိုကျွန်တော်တို့
ဘယ်နေ့ဘယ်တွားမယ်ဘယ်နေ့ကိုဘယ်ကိုလဲမလဲကျွန်တော်တို့ဘာအကြောင်းကြောင့်ဒီခရီးစဉ်ကိုကျွန်တော်တို့ဒီခရီးစဉ်ဖြစ်လာတယ်လေဆိုတော့ကျွန်တော်တို့ purpose တွေကိုကျွန်တော်တို့ရှင်းနေဖို့လိုအပ်ပါတယ်တွားလည်မယ်ဟုတ်တယ်တွားလည်မယ်ဆိုတာတော့ကျွန်တော်သိတယ်ဒါပေမဲ့ဘာအတွက်ကြောင့်ကျွန်တော်တို့တွားလည်ချင်တာလဲတွားမယ်ဆိုလို့ရှိရင်ဘယ်သူစီတွားမှာလဲဒါမှမဟုတ်ရင် tourist အနေနဲ့တွားမယ်ဆိုလို့ရှိရင်လေဘယ်လို tourist အနေနဲ့တွားမယ်ဆိုတဲ့ plan လေးတွေပေါ့နော်ကျွန်တော် trip plan ကို detail ကျွန်တော်တို့ဖော်ပြပေးဖို့သိအရေးကြီးပါတယ်ဘယ်နေ့တွားမယ်ဘယ်နေ့ပြန်မယ်စသဖြင့်ပေါ့နော်နောက်ဆုံးအချက်အနေနဲ့ကတော့ရှောင်ရံပဲဖြစ်ပါတယ်ဘာတွေကိုရှောင်အောင်မလဲဆိုလို့ရှိရင်တော့ application တစ်ခုကိုရှောက်တဲ့အခါမှာ travel date နီးတဲ့အခါမှာကျွန်တော်တို့လင်းလင်းတင်ဆင်လိုက်တာမျိုးပြီးပြောလုပ်လိုက်တာမျိုးလုံးဝမလုပ်သင့်ပါဘူးကျွန်တော်တို့အပေါ်မှာပြောထားတဲ့တစ်ချက်ချင်းစီအတိုင်းစနစ်တကျအချိန်ယူပြီးတော့ကျွန်တော်တို့ပြင်ဆင်သင့်ပါတယ်Okay ကျွန်တော်အခုပြောပြပေးလိုက်တဲ့အရာတစ်ခုချင်းစီကတော့ visa application တစ်ခုလုံးကိုကိုယ်တိုင်အသိအကျုံယူပြီးရှောက်ချင်တယ်ဆိုတဲ့လူတွေအတွက်အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။နောက်ပြီးမိမိရဲ့ personal information data တွေ breach ဖြစ်မှာတနည်းအားဖြင့်ပေါက်ကြားသွားမှာကိုစိုးရိမ်တဲ့လူတွေအတွက်ကတော့ကျွန်တော်တို့ယာနှုံးပြအာမခံတဲ့လုံခြုံကြောင်းအာမခံပါတယ်။ဘာလို့ကျွန်တော်တို့ဒီစကားကိုပြောနိုင်တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော် Grace Way အနေနဲ့ data privacy and policy ကိုတရားယာနှုံးပြကျွန်တော်တို့က compliant လုပ်တဲ့ agency တစ်ခုဖြစ်နေလို့ပဲဖြစ်တယ်။ဒီလိုမှမဟုတ်ကျွန်တော်ကဝန်ထမ်းဖြစ်နေတယ်ဒါမှမဟုတ်ကျွန်တော်ကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေတယ်ဒီ visa application အတွက်စာရွက်စာတမ်းစုဆောင်းတာတွေအတွက်ကျွန်တော်အချိန်မပေးနိုင်ဘူးဆိုတဲ့လူတွေအတွက် stress တွေမလိုချင်ဘူးဆိုတဲ့လူတွေအတွက် agent ကောင်တစ်ခုကိုရှာနေရဆိုလို့ရှိရင်တော့ကျွန်တော် Grace Way ကအသင့်ဖြစ်နေပါတယ်နောက်ဆုံးအနေနဲ့ Grace Way ရဲ့ visa consultant ဖြစ်တဲ့ကျွန်တော်က UK bus Canada bus Australia bus ဒီ visa application center အတီးတီးမှာကျွန်တော်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ဖို့ရုံနဲ့မကဘူးပေါ့နော်ကျွန်တော်မတူညီတဲ့ application ရောက်များစွာအခြေအနေများစွာကိုကျွန်တော်ကဒါကင်ခဲ့ပြီးတော့အတွေ့အကြုံရှိတဲ့သူတစ်ယောက်ဖြစ်တယ်ဒီအတွက်ကြောင့်တဲ့အနေနဲ့ပေါ့နော် visa agent အကူအညီနဲ့ visa ရှောက်ဖို့အတွက်ပြင်ဆင်နေတယ်ဆိုလို့ရှိရင်တော့ Grace Way တဲ့အတွက်အကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်တို့အကြံပြုချင်ပါတယ်ဒါကြောင့်မို့အခုလို visa နဲ့ပတ်သက်တဲ့ knowledge တွေပဲဖြစ်ဖြစ်မေးစရာမေးခွန်းတွေများရှိရင်ကျွန်တော်ဒီ post ရဲ့ format မှာရေးသွားလို့ရပါတယ်ကျွန်တော်တို့ဒါတွေကို video လေးတွေတော့ပြန်လည်တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video လေးမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်နော်